လိုချင်လို့ဆင်းရဲလိုချင်လေးလေးဆင်းရဲလေးလေးယာရုလိုချင်လို့မန်တက်နေလို့နောက်လိုက်ဖြစ်မန်မတက်ရအောင်မန်ရှမဟန်ကြခေါင်းဆောင်အဲ့တော့အောင်မြင်တဲ့ကြီးကျယ်ခမ်းနားတဲ့လုပ်ငန်းရှင်ကြီးတွေဖြစ်တယ်ဆိုတာ the more you get the more you rich ပဲများများပေးရင်များများရပါတယ်အဲ့တော့များများပေးကြအောင်ဘာကြောင့်ပူအားဖြစ်တယ်လဲခက်လိုချင်လို့ဆင်းရဲလိုချင်လေးလေးဆင်းရဲလေးလေး SME တွေစိတ်တက်ကြတယ်ဆိုတာကိုယ့်ဘက်ကိုကြည့်လိုက်လို့ကုညီရမယ်ဆိုကုညီရမယ်သူတွေအများကြီးပဲ the more you get the more you rich အဲ့ဒါလေးကိုဆက်လို့စမ်းတာအဲ့တော့ leader ဖြစ်တယ်ဘာကြောင့်လူတွေကိုအခုလို power ပေးတာ power ပေးရအောင်အဲ့တော့အဲ့ဒီမှာ follower ဖြစ်တယ်ဆိုတာဘာကြောင့်လဲမာနကြီးလို့ယာရုလိုချင်လို့မန်တက်နေလို့နောက်လိုက်ဖြစ်မန်မတက်ရအောင်မန်ရှမဟန်ကြခေါင်းဆောင်နှိမ့်ချနေရမယ် leader များဆရာတို့လူအများလေးစားတဲ့ခေါင်းဆောင်ဘာကြောင့်မေတ္တာတက်ကောင်းရင်လူများလေးစားကိုယ်လေးစားလူတိုင်းကိုမေတ္တာပို့ကိုဝန်ထမ်းလေးတွေကိုမိဖက်ကုမ္ပဏီတွေမေတ္တာပို့မယ်ဆိုရင်လူများရဲ့ respect ကိုရဘာကြောင့်လူတွေအားလုံးအမုန်းခံနေရတယ်ဒေါသကြီးလို့စန့်ကျင်ဘက်သဘောတရားတွေကိုနားလည်ရဘာကြောင့်လူတွေအားလုံးကဆရာတို့အားဖြင့်ပညာမဲ့တယ်လေအဖြေပဲလိုက်ရှာနေလို့မေးကိုမေးတဲ့သူပဲပညာရှိဖြစ်ဟိုလို့ရှိရင်အဖြေလို့ချင်းအဖြေမရှာနဲ့အဖြေရှာရင်ဉာဏ်ပညာတုံးတယ်မေးကိုမေးမှဉာဏ်ပညာရှိဒီပွဲမှာမေးကိုမေးသူများတွေအောင်မြင်ဘလို့လှုပ်သွားတယ်လေအောင်မြင်တဲ့သူတွေရဲ့လှုပ်ဝဲချက်ကပါလေမေးကိုနေထက်ခါဒီဘဝကနေလွတ်အောင်ဘာလုပ်လို့ရမေးကိုနေထက်ခါမေးရဒါကြောင့်ဒီနေ့အားလုံးက the law of action reaction ပဲဘဝဆိုတာ action reaction ရဲ့ law ကြားမှာနေရ the law ကိုနားလည် leader ကောင်းလုပ်လို့ရဘွဲရမောင်းမယ်ဒီနေ့ဒီအချိန်ခါဒီဂျေဇုဆိုင်အချိန်တက်မိဘတွေအတွက်ဆရာသမားတွေအတွက်ဘုရားပေါ်မှာဂျေဇုရှိတဲ့သူတွေအတွက်ဂျေဇုဆိုင်အချိန်တက်